Okay ဒီနေ့တော့ AI ကိုစကားဗမာလိုပေါ့နော်စကားမေးကြည့်မယ်နော်အမျိုးမျိုးမေးကြည့်မယ်ဗမာလိုပြောလို့ရလားပေါ့ကဲမေးကြည့်မယ်အရင်ဦးဆုံးဒီ AI ကိုဒီလိုမျိုးစကားပြောလို့ရတဲ့နေရာကိုသွားမယ်ဆိုရင်တော့ Google ထဲဝင်လိုက် Google ထဲဝင်ပြီးတော့မှအဲ့ Google မှာပေါ့ AI Studio ဆိုပြီးတော့မှရိုက်ချလိုက်နော်ဒီမှာကျွန်တော်ဟာဆိုရင်အပေါ်ဆုံးမှာရှိတယ်နော် AI Studio ဆိုတဲ့ဟာလေးကိုနှိပ်လိုက်နှိပ်ပြီးတော့မှအပေါ်ဆုံးက Google AI Studio ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဒီမှာအဆက်30လေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်အဲ့ဒါလေးကိုနှိပ်ပြီးမှအောက်မှာ stream ဆိုတဲ့ဟာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်အဲ့လိုလေးပေါ်လာပြီဆိုတော့ talk ဆိုတဲ့ဟာလေးလေ mic ပုံစံလေးရှိတယ်အဲ့ mic ပုံစံလေးကိုရွေးလိုက်အဲ့ဒါလေးကိုနှိပ်လိုက် Okay မေးကြည့်မယ်နော် AI ရေမြန်မာလိုပြောတတ်လားဟုတ်ကဲ့ပြောတတ်ပါတယ်ဘာသာစကားတော်တော်များများပြောနိုင်ပါတယ် Okay ပါသိချင်တာရှိပါအခုသိချင်တာက နော် AI ကဘယ်အချိန်ကနေစတင်ဖြစ်ပေါ်လာတယ်လဲဆိုတာလေးကိုပြောပြပါ AI ပေါ့နော်1950ပြည့်နှစ်တွေမှာစတင်လဲလာကြတယ်အထူးသဖြင့်1956ခုနှစ် Dartmouth ဆွေးနွေးပွဲမှာလူသိများလာခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီး AI ပညာရပ်ကိုစတင်သူတည်တနာပြုလုပ်ခဲ့ကြတာပေါ့ Okay AI ဆိုတဲ့အဓိပ္ပာယ်ကဘာလဲ AI ရဲ့အတိပ္ပယ်က Artificial Intelligence ပါမြန်မာလိုပြောရရင်ဉာဏ်တို့ဉာဏ်ရည်ပေါ့လူသား ကမ္ဘာပေါ်မှာအကြီးဆုံးနိုင်ငံကဘယ်နိုင်ငံလဲ ကမ္ဘာအကြီးဆုံးနိုင်ငံကယူရှားပါနေမီအကျယ်ဝန်းရတခြားနိုင်ငံတွေထက်အများကြီးပိုကြီးပါတယ်ကမ္ဘာပေါ်မှာအသေးဆုံးနိုင်ငံကရော အော်ကမ္ဘာအသေးဆုံးနိုင်ငံက Vatican မြို့တော်ပါဧရိယာနဲ့လူဦးရေအဖြစ်ကမ္ဘာအသေးဆုံးဖြစ်ပါတယ်ဘယ်နိုင်ငံနားမှာရှိလဲ Vatican မြို့တော်ကအီတလီနိုင်ငံရောမမြို့ထဲမှာတိကျတည်ရှိတာပါသူ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့နိုင်ငံတစ်ခုပေါ့ဩကမ္ဘာပေါ်မှာအမြင့်ဆုံးတောင်ကဘယ်နိုင်ငံနဲ့နှီးတယ်လဲ ကမ္ဘာအမြင့်ဆုံးတောင်ဖို့တဲ့ Everest တောင်ကနီပေါ်နိုင်ငံနဲ့တရုတ်နိုင်ငံနဲ့ဆက်မှာရှိပါတယ်နှစ်နိုင်ငံစလုံးနဲ့နှီးပါတယ်Okay ကမ္ဘာပေါ်မှာအရှည်ဆုံးမြစ်ကဘာမြစ်လဲကမ္ဘာအရှည်ဆုံးမြစ်ကနိုင်မြစ်ပါအာဖရိကတိုင်းမှာမြောက်ဘက်ကိုစီးစံပြီးမိတဲ့ပင်လယ်ထဲကိုစီးဝင်ပါတယ်လူအများဆုံးကိုးကွယ်တဲ့ဘာသာကဘယ်ဘာသာလဲလူအများဆုံးကိုးကွယ်တဲ့ဘာသာကခရစ်ယာန်ဘာသာဖြစ်ပါတယ်တကမ္ဘာလုံးမှာကိုးကွယ်ယုံကြည်သူအများဆုံးဖြစ်ပါတယ်ဒုတိယကိုးကွယ်အများဆုံးဘာသာကရောဒုတိယလူအများဆုံးကိုးကွယ်တဲ့ဘာသာကအစ္စလာမ်ဘာသာဖြစ်ပါတယ်ခရစ်ယာန်ဘာသာပြီးရင်ကိုးကွယ်ယုံကြည်သူအများဆုံးဘာသာပေါ့တတိယကရောတတိယအများဆုံးကိုးကွယ်တဲ့ဘာသာကဟိန္ဒူဘာသာဖြစ်ပါတယ်အိန္ဒိယနိုင်ငံမှာအဓိကကိုးကွယ်ကြပါတယ်စတုထကရောစတုထအများဆုံးကိုးကွယ်တဲ့ဘာသာကဗုဒ္ဓဘာသာဖြစ်ပါတယ်မြန်မာနိုင်ငံမှာပါဝင်အရှိတောင်အာရှနိုင်ငံတွေမှာအဓိကကိုးကွယ်ကြပါတယ်ကမ္ဘာပေါ်မှာအမြင့်ဆုံးအဆောက်အဦရှိတဲ့နိုင်ငံကဘယ်နိုင်ငံလဲကမ္ဘာအမြင့်ဆုံးအဆောင်အဦဖြစ်တဲ့ Burj Khalifa က UAE နိုင်ငံအတူပိုင်းမှာရှိပါတယ်တကယ့်ကိုမြင့်မားလာတဲ့အဆောက်အဦပါကမ္ဘာပေါ်မှာအင်အားအကြီးဆုံးနိုင်ငံကဘယ်နိုင်ငံလဲအင်အားအကြီးဆုံးနိုင်ငံဆိုတာကဘက်ပန်းဆုံးကကြည်ရမှာပါစီးပွားရေး
စစ်ရေးနိုင်ငံရေးနိုင်ငံတကာမှာအင်အားဥဆောင်မှုအရှိဆုံးနိုင်ငံကအမေရိကန်ပြည်ထောင်စုပါစီပါရေးစစ်ရေးနီးပညာအရှာရှိတဲ့ ကမ္ဘာပေါ်မှာအစင်းရဲဆုံးနိုင်ငံကဘယ်နိုင်ငံလဲ ကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေမှာအာဖရိကတိုက်နိုင်ငံတွေအများဆုံးပါဝင်ပါတယ်ဥပမာ Burundi Central African Republic Democratic Republic of the Congo စတဲ့နိုင်ငံတွေပေါ့ အဲ့ဒါဆိုရင်အခုကျွန်တော်မြန်မာလိုပြောမယ် AI ကအင်္ဂလိပ်လိုဖြေပေးပါရလား Okay, I can do that for you. Please go ahead and ask your questions. ဘာလုပ်နေသလဲဆိုတာကိုအင်္ဂလိပ်လိုပြောပြပါ It means, what are you doing in English? တရုတ်လိုပြန်ဖြေပေးပါထမင်းစားပြီလားဆိုတာကိုတရုတ်လိုဘယ်လိုပြောမလဲ Chilama, chilama. မလေးရှားစကားနဲ့ဒါကဘယ်လောက်လဲဆိုတာကိုပြောပြပါ Berapa ini? In Malay, means, how much is it? Okay အခုမြန်မာလိုပြန်ပြောလို့ရပြီ ကောင်းပါပြီကျွန်တော်မြန်မာလိုပြန်လဲပြောဆိုဖို့အသင့်ပါပဲဘာတမိချင်းထီလေ Okay ဒီလောက်ပါပဲ AI ကတအားကိုတိုးတက်နေပြီဖြစ်တယ်เนาะမြန်မာလိုလဲပြောတတ်ပြီပြီးရင်ကြိုက်တာလဲမေးလို့ရတယ်တရုတ်လိုသင်ချင်လားတရုတ်စကားသင်ချင်လားမလေးစကားသင်ချင်လားအင်္ဂလိပ်စကားသင်ချင်လားဘာပဲမေးလို့ရတယ်ဒါမဲ့သူရှင်းအောင်တော့ဖြည်းဖြည်းလေးပြောပေးရမယ်ပြီးလို့ရှိရင်သူစကားကိုလည်းတေချာလေးဒီမှာပြန်နှားထောင်လို့ရတယ်เนาะအားကြောင့်အဆင်ပြေတယ်ဒီ AI ကကိုသိချင်တဲ့ဟာတွေအကုန်မေးလို့ရတယ်เนาะဒါမဲ့ကိုစိတ်ထဲမှာဘာဖြစ်နေလဲဆိုတာတွေတော့သွားမမေးနဲ့ပေါ့ဒါကြတော့မဖြစ်နိုင်ဘူးလေเนาะအဲ့တော့ကိုသိချင်တာတဲ့သိချင်တဲ့ဘ ഹു တုတလေးတွေပေါ့เนาะအဲ့ဒါတွေကို AI မှာမေးလို့ရတယ်စာရိုက်ထက်ဆရာမလို့တော့လက်ညောင်းဆရာမလို့လက်ညောင်းနဲ့စဉ်းစားရတာလဲခေါင်းနဲ့ခြောက်တယ်တိုက်ရိုက်စကားပြောတာအဆင်ပြေတယ်เนาะကိုကအင်္ဂလိပ်စာသင်ချင်တယ်ဆိုရင်ဥပမာမြန်မာလိုပြောလိုက်အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲအဲ့လိုမေးလိုက်အားဆိုရင်သူကပြောပြလိမ့်မယ်ဒါအဆင်ပြေနေပြီเนาะโอเคအောင်မြင်ကြပါစေ